OK ပါနေထွက်တဲ့အချိန်ကိုကျွန်တော်တစ်ချက်လောက်စောင့်ကြည့်ရအောင်ဝိုင်းကြီးအကျယ်ကြီးပဲဒီဝိုင်းကြီးအကုန်လုံးကိုအေဝါဝါကရာဆုပ်ပေါ့နော်အခုကျွန်တော်ရောက်ရှိနေတာကတော့ဝါကရာ beach ပဲဖြစ်ပါတယ်ညရလားမသိဘူးအဲ့နားလေးမှာအလုံးလေးပေါ်နေပြီအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တော့အေဝါကရာ beach ရဲ့နေထွက်တဲ့ချင်းကိုတွားကြည့်မှာဖြစ်ပါတယ်အခုကျွန်တော်ရောက်နေတာကတော့အေဝါကရာအိုစုထဲရောက်နေတာပါဘလို့ကွာတယ်လဲဆိုရင်ကျွန်တော်အခုရောက်နေတာကအေဝါကရာအိုစုတော့မှာကအေဝါကရာ beach စုနေ beach နေရဘလို့ကွာလဲဆိုတော့ဒီကောင်တစ်စက်ထဲပဲတစ်စက်ထဲဆိုပြီးမြဲbeach ကတော့ဟိုအဖေပြောက်သွားတော့စုကြတော့ဘယ်လိုမျိုးခေါ်လဲဆိုရင်ဒီလိုမျိုးtraditional ပုံစံတွေပြီးရင်အဲ့ဒီစုထဲမှာပစ္စည်းတွေဝယ်လို့ရတယ်ဒီလိုမျိုးပေါ့နော်ဒီလိုမျိုးတိတိလေးတွေဒီမျိုးအစာအုပ်လေးတွေ traditional အစာအုပ်ပါဒီမှာဆိုရင် multiple use လို့သူတို့ဒီလိုမျိုးလမ်းညွှန်နဲ့ဒီလိုမျိုးလမ်းညွှန်တာလေးတွေရှိပါတယ်အဲ့ဒီဖြစ်တွေအဲ့လိုမျိုးတွားလို့ရပါတယ်အကုန်လုံးမှာဒီလိုမျိုးအစာအုပ်နေရာအကုန်လုံးက traditional တွေပါအဲ့ဒါကိုကျွန်တော်တို့စုပ်လို့ခေါ်ပါတယ်သူတို့ကအဲဆိုတော့ဒီဝိုင်းကြီးအကျယ်ကြီးပဲဒီဝိုင်းကြီးအကုန်လုံးကိုအေဝါဝါကရာစုပ်ပေါ့နော်ပြီးတော့ဒီကျွန်တော်ထွက်မဲ့ဟာဝါကရာ beach ဘက်ကနေနေထွက်တဲ့ဟာကိုကျွန်တော်တွားပြီးတော့ရိုက်ပြပါမယ်အခုကတော့ကျွန်တော်စုပ်ထဲမှာဖြစ်ပါတယ်ဒီမှာဆိုရင်ဒီမှာဗျအဲ့လိုမျိုးအစုံတွေ့မလားဒီမှာတိတိလေးဟိုမှာတွေ့မလားအထက်အမြင့်နဲ့မဟုတ်ဘူးဒီလိုအနှိမ့်လေးပဲဘယ်လိုပြောမလဲကာတာရီ traditional ပုံစံကိုလုပ်ထားတာပါဒီထက်အရာအကုန်လုံးကဟိုဈေးရောက်နေဟာတွေပေါ့နော်ဒီမှာဆိုရင်လေ women accessory and perfume ဒီဟာဆိုရင်အမျိုးသမီးပစ္စည်းတွေနဲ့ရင်မွေးတွေရောင်းနေပေါ့နော်ဒါဆိုရင်အဲ့လိုပြထားရင်ဒီအတွင်းထဲမှာရှိပါတယ်ပြီးတော့ဒီမှာလည်းအမျိုးအတွင်းထဲမှာရှိပါတယ်ပြောရမယ်ဆိုရင်တော့ဗျာဒီမှာဆိုရင်လမ်းတစ်လမ်းရှိသေးတယ်ဒီမှာဆိုရင်လမ်းအဲ့မှာဆိုရင်လမ်းပြီးရင်ဟိုဘက်ထဲမှာလည်းရှိသေးတယ်အဲ့လိုမျိုးတွေခွဲထားတာပါဒီမှာဆိုရင် seaside car parking female toilet ATM အခုလိုမျိုးအကုန်လုံးကိုခွဲပြထားတာဖြစ်ပါတယ်လမ်းညွှန်ပြထားတာပေါ့နော်အကုန်လုံးလမ်းညွှန်ပြထားတာပါကျွန်တော်ဒီထက်ဟာတွေတော့ကျွန်တော်လိုက်မပြတော့ဘူးဗျဘာလို့လဲဆိုတော့နေထွက်တဲ့ဟာကိုဟိုဖြစ်တော့မှဆိုတော့အခုက4နာရီခွဲနေပြီခဏနေထွက်တော့မယ်ထင်တယ်ကျွန်တော်အထင်တော့အဲ့မလို့ပါနောက်ကြာရင်တော့ညဘက်ဖြစ်ဖြစ်ကျွန်တော်ဒီဝါကရာအုပ်စုထဲမှာဘယ်လိုမျိုးတွေရောင်းလဲဆိုတော့ကျွန်တော်လိုက်ပြပေးပါမယ်ဒီမှာဆိုရင်လည်း women accessory and perfume ပါအခုဘာလို့ဒီလိုမျိုးလူတွေရှင်းနေရလဲဘာလဲဆိုရင်တော့ဒီကောင်တွေကနေ့ခင်းလောက်မှဖွင့်တာညနေခင်းလောက်မှဖွင့်တာအခုလိုမနက်စောတွေမဖွင့်ဘူးသူတို့အဲ့လိုညနေခင်းလောက်မှဖွင့်ပြီးရင်ည7နာရီဟုတ်တယ်7နာရီဆိုရင်အကုန်သိမ်းတာဗျဒီမှာဆိုရင်လည်းအဲ့လိုမျိုးတွေပါโอเคပါအခုတော့ကျွန်တော်စီးဆက်ဘက်ကိုတွားလိုက်ပါဦးမယ်ကျွန်တော်ကဘာလို့လဲဆိုတော့အထက်ဝင်ပြတာစီးဒီကောင်ကနေလုံးထွက်လာတာကိုမှမရိုက်ပြနိုင်လို့ရှိရင်အဆင်မပြေဘူးလေသိအောင်မလားကျွန်တော်ရောက်သွားတဲ့အချိန်ကနေလုံးထွက်နေပြီဆိုရင်ဘလို့ပေါ်လာတယ်လဲဆိုတော့ပြအားမှာစိုးလို့ကျွန်တော်ဒီဘက်ကိုအတိတ်ကထားပြီးတော့လာတာပါနောက်နေ့ကျရင်ဒီ
စုပ်ရဲ့အတွင်းထဲကိုကျွန်တော်ရိုက်ပြပေးပါမယ်အခုတော့ Wakara Beach ကိုပဲအရင်ကြည့်လိုက်ကြပါဦးဒီမှာဆိုရင်တော့အကုန်လုံးလမ်းညွှန်ပြထားတာဟဲ့အကုန်လုံးပေါ့โอเคပါဒါတော့ကျွန်တော်အပြင်ကိုbeach ဘက်ကိုရောက်လာပြီပေါ့နော်ဒါကတော့ကျွန်တော် beach side ကိုရောက်လာပါပြီနေလုံးဝမထွက်သေးပါဘူးနေလုံးမထွက်သေးတော့ခဏတော့ထိုင်ဆောင်လိုက်မယ်နော်ဘာလို့လဲဆိုတော့တခြားစီပိုင်းလည်းမသွားချင်တော့ဘူးဗျာဘာလို့ဆိုရင်တခြားစီနေရာတွေတော့ပြလိုက်ရင်ဒီနေလုံးထွက်တယ်ကမမြင်ရမှာစိုးလို့အဲ့ဒါမလို့ဟိုမှာတွေ့တာမသိဘူးလင်းပြန်တစ်စီအဲ့နာဒီမှာဒီမှာလင်းပြန်နေရလေဘလောက်မှမချဘူးနောက်2မိနစ်1မိနစ်လောက်ပဲချတယ်အဲ့ပြီးလို့ရှိရင်အကုန်လုံးဘယ်လိုပြောမလဲတောက်လျှောက်ပဲလာနေအဲ့လင်းနေဟိုဖိနားမှာလည်းရှိရပြမင်းကလေးတို့တက်ပုံနေရိုင်းတို့လည်း sunrise လာကြည့်ရနေတွေ့โอเคပါနေထွက်တဲ့အချိန်ကိုကျွန်တော်တစ်ချက်တော့စောင့်ကြည့်ရအောင်နေလုံးကထွက်တော့မထင်နေဗျဟိုဒီဘက်မှာဟိုအနီအောင်လေးတန်းနေအဲ့နာနေထွက်မထင်နေအခုကထွက်တော့မထွက်သေးဘူးဒါပေမဲ့အနီအောင်လေးတန်းနေပြီပေါ့နော်သူများတွေလည်းလာကြည့်ကြတယ်ဗျသူများတွေလည်းရှိတယ်လာကြည့်ပြီးတော့ကျွန်တော်ကဘာလို့အဲ့နောက်သွားလို့မသွားရလဲဆိုရင်ဒီ beach က family beach လို့သူတို့ပြောထားတာကြသိရမလား family beach ဆိုပြီးတော့အမျိုးပုံစံပြောထားတာအဲ့တော့ကျွန်တော်တို့ဟိုဘယ်လိုပြောမလဲအရင်တော့ကျွန်တော်တို့သွားကြည့်သွားတော့ယောက်ျားလေးကြီးပဲဆိုရင်သူတို့မသွားခိုင်းဘူးဗါလဲခရတွေပါမှုတ်ပြီးတော့သိရမလားသွားလို့မရဘူးတဲ့အဲ့လိုခေါ်တာမင်းကလေးပါရင်တော့ရတယ်မင်းကလေးနဲ့သွားရင်တော့သိရမလား family ပုံစံမျိုးသွားလို့ရတယ်မင်းကလေးမပါလို့ရှိရင်အဲ့ဒါသူတို့ကလှမ်းပြီးတော့ခေါ်ပါတယ်အဲ့မလို့ကျွန်တော်မသွားတာပါပြောရင်ဆိုရင်မှနေလုံးထွက်လာပြီတွေ့လားအဲ့နားလေးမှာအဲ့နေလုံးထွက်လာပြီဗျနေလုံးတော့ထွက်လာအဲ့ဒီဖက်ကိုကျွန်တော်အဲ့ဒီဖက်ကိုပဲကင်မရာချင်းပေးထားမယ်နော်အခုကျွန်တော်ရောက်ရှိနေတာကတော့ Wakara Beach ပဲဖြစ်ပါတယ်ညရလားမသိဘူးအဲ့နားလေးမှာအလုံးလေးပေါ်နေပြီအခုမြင်နေရတာကတော့ဒီနေ့မနေ့ရဲ့နေထွက်လာတဲ့မြင်ကွင်းလေးဖြစ်ပါတယ်ဒီနေ့တော့နည်းနည်းလေးစောစောထားပြီးတော့နေထွက်တော့လာကြည့်ဖြစ်ပါတယ်အခုချိန်ထိတော့နေတော့ညအပြေမထွက်သေးဘူးဒါပေမဲ့တိတိလေးတော့ထွက်နေပြီကောင်းကင်ကလည်းအရင်ကြီးမလင်းသေးဘူးဒါပေမဲ့အလင်းအောင်လေးတော့စပြီးတော့ထွက်နေပါပြီအခုလိုအချိန်မျိုးကတကယ်ကိုတစ်စိတ်ပါတယ်ဘာလို့လဲဆိုရင်လူသားလည်းတိတ်မရှိသေးဘူးကားတန်တွေစူညံတန်တွေထက်လေတိုက်တန်တွေကျင်းတဲ့တရကရဲ့အော်တန်လေးတွေပဲပို့ကြရပါတယ်နည်းနည်းလောက်ခဏကြာရင်တော့ဒီနေလုံးကြီးလည်းပို့ပြီးတော့အယောင်ပို့တောက်လာမယ်ပြီးရင်ဒီကောင်းကင်ရင်ကလည်းပို့ပြီးတော့လင်းလာမယ်ဒီလိုမနေ့ကနေ့ထွက်တာကိုကြည့်ရတာတကယ်ကိုစိတ်ချမ်းပါတယ်နေတိုင်းဒီလိုနေထွက်တဲ့ဟာကိုကြည့်ချင်တယ်ဆိုပေမဲ့လည်းအလုပ်တွေရှိတယ်တခြားတာဝန်တွေရှိတယ်အဲဒီတော့နေ့တိုင်းနေ့တိုင်းကျွန်တော်တို့ဒါမကြည့်နိုင်ပါဘူးကျွန်တော်မဟုတ်ပါဘူးလူတော်များများကမနေ့အိယာနိုးရတယ်အလုပ်တော့ဖို့ပြင်ရတယ်ကြောင်းတော့ဖို့ပြင်ရတယ်ဖုန်းကြည့်တယ်တခြားဟာတွေနဲ့အလုပ်ရှုပ်နေကြပါတယ်
အဲ့ဒါကြောင့်အခုလိုမျိုးမနေခင်းရဲ့အလားတရားတွေကိုတိတ်ပြီးတော့တည်မထားမိကြပါဘူးတခါတလေတော့အလုတ်တွေစိတ်ဖိစီးမှုတွေကိုခဏပေးဖေထားပြီးတော့ဒီလိုသဘောဝတရားယူထိုင်ကြည့်တာလည်းကောင်းပါတယ်အခုကြည့်ပါဦးနေလုံးညံ့မမြင်သေးဘူးဆိုပေမဲ့နည်းနည်းတော့တက်လာပြီပဝန်းကျင်လည်းနည်းနည်းပိုလင်းလာမယ်နည်းနည်းလောက်မှောင်နေရနေအခုဆိုရင်ပဝန်းကျင်ကိုရှင်းရှင်းလင်းလင်းပုံမြင်ရပြီအဲ့ဒါကိုကြည့်ရင်စိတ်ထဲမှာအတွေ့အကြုံဝင်မိပါလဲဆိုရင်ဘဝမှာလည်းဒီလိုပဲတည်ပါလားတစ်ခါတလေမှအခက်အခဲတွေကြုံတွေ့ရင်အရာအလုံးကမှောင်နေသလိုခံစားရတယ်ဒါပေမဲ့အချိန်တစ်ခုရောက်လာတဲ့အချိန်မှာတော့နောက်ဆုံးအချိန်မှာနေထွက်လာဆိုအရာအလုံးပိုပြီးတော့ကောင်းလာပါလိမ့်မယ်အချိန်တစ်ခုတော့လိုတော့ပေါ့လေအဲ့ဒါကြောင့်အခုချိန်မှာဘာအခက်အခဲပဲရှိရှိလက်မလျှော့ဖို့တော့လိုတယ်ဒီနေ့လည်းဒီနေ့ရဲ့စပြီပေါ့နော်မနေ့ကဘာတွေပဲဖြစ်ခဲ့ပြန်မပြောင်းနိုင်တော့ဘူးဒါပေမဲ့ဒီနေ့ကိုတော့ကောင်းကောင်းဖြတ်တန်းဖို့စူးစမ်းလို့ရပါသေးတယ်ကျွန်တော်ကတော့ဒီလိုနေထွက်လာတွေကိုကြည့်ရတာပိုကြိုက်တယ်အထူးသဖြင့်စိတ်ရှုံနေတဲ့အချိန်ပြီးတော့တည်ရမလားအဲ့ဒီအချိန်တွေမှာပိုပြီးတော့လာကြည့်ဖြစ်တယ်ဘာလို့လဲဆိုရင်ဒီလိုမျိုးတိတ်ဆိတ်ဆိတ်နဲ့တဘောဝတရားရဲ့အတန်တွေနဲ့ဆိုရင်ကိုယ့်ရဲ့စိတ်ကိုအနာပေးတယ်လို့မျိုးတည်းခံစားရလို့လေအဲ့မလို့ပါโอเคပါဆိုတော့ဒီနေ့မနေ့ကိုဒီလိုမျိုးလေးနေထွက်တော့အတူတူလက်ကြည့်ပေးတဲ့အတွက်အားလုံးကိုထူးပင်ကျေးဇူးတင်ရှိပါတယ်ကြည့်ရှုသူတွေအားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အခုဆိုရင်တော့ကျွန်တော်တခြားကျွန်တော်စောနာကြည့်တော့ဟိုအဲ့ဒီဖက်ထန်နေကြည့်တာအခုကျွန်တော်ဒီဖက်နောက်နေနဲ့ရောက်လာရေပေါ့နော်ဒီဖက်နာနေလည်းမစိုးဘူးဗျဒီဖက်နာနေလည်းပိုရှင်းတာပေါ့ဟိုဖက်နာတည်မနေနဲ့ရှုပ်တည်ဒီနောက်တော့ရှင်းတယ်